ရှော့တွက်လို့မရတဲ့ဝိုးရဲ့အိမ်ကွင်းရုံအားကိုလီဗာပူးတို့ဒီညမှာဘယ်လိုထိန်းချောင်းကင်တွယ်သွားမလဲဒါဟာချန်ပီယံလိဝင်ခွင့်အတွက်အရေးကြီးဆုံးစာမေးပွဲတစ်ခုဖြစ်လာနိုင်ပါတယ်ဘောလုံးနဲ့ပတ်သက်ပြီးနောက်ဆုံးရသတင်းတွေကိုသိချင်ရင်တော့ကျွန်တော်ရဲ့ channel လေးကို follow လုပ်ထားဖို့မမေ့နဲ့အောင်နော်လက်ရှိမှာလီဗာပူးဟာချန်ပီယံလိဝင်ခွင့်အတွက်အသေးအတန်ရုန်းကန်နေပြီးဇယားအဆင့်9မှာရပ်တည်နေပါတယ်ပြီးခဲ့တဲ့အပတ်ကဝစ်ဟမ်ကို9-2နဲ့အနိုင်ရခဲ့လို့ယုံကြည်မှုတွေမြင့်တက်နေပေမဲ့တစ်ဖက်ကဝိုးကလည်းတောက်ခတ်ထားလို့မရတော့ပါဘူးပြီးခဲ့တဲ့အပတ်ကတင်အက်စတွန်ဗီလာကို2-9ပြတ်အနိုင်ယူပြီးသူတို့ရဲ့အကောင်းဆုံးပုံစံကိုပြန်ရှာတွေ့နေတာပါလူစရင်ကိုကြည့်မယ်ဆိုရင်တော့လီဗာပူးဘက်မှာကျေပွင့်ကစားသမားဖလိုရီယန်ဝတ်စ်ကတော့ကြောတန်ရကြောင့်ပါဝင်နိုင်ဖို့ခဲရင်းနေပါတယ်ဒါပေမဲ့ဂက်ပိုနဲ့အကီတီကေတို့ရဲ့တိုက်စစ်အတွဲဖက်ကတော့အားကိုးရအောင်မှာပါဘိုးဘက်မှာတော့ကွင်းလေလူအန်ဒရီနဲ့ဒိုတန်ရကြောင့်လွဲချော်ဖို့ရှိနေတာကသူတို့အတွက်ထုံးနှက်ချက်တစ်ခုပါပဲသမိုင်းကြောင်းအရလီဗာပူးကအသာရထားပေမဲ့အခုတလောဝိုးတို့ရဲ့အိမ်ကွင်းရုံအားကရှော့တွက်လို့မရပါဘူးကျွန်တော်ရဲ့ခံမှန်းချက်ကတော့လီဗာပူးအနေနဲ့ခက်ခက်ခဲခဲ2-9ရလက်နဲ့အနိုင်ရသွားလိမ့်မယ်လို့ခံမှန်းမိပါတယ်မိတ်ဆွေတို့ရောဘယ်သူနိုင်မယ်ထင်တယ်လဲကွန်မန့်မှာခံမှန်းပေးသွားပါဦးဗျဝန်ဆောင်မှုရယူခြင်းနဲ့မိတ်ဆွေများအတွက်ဘိုင်းအိုမှာတင်ထားတဲ့ link ကနေတစ်ဆင့်ဆက်သွယ်ရယူနိုင်ပါတယ်မိတ်ဆွေတို့စိတ်အေးချမ်းသာစေဖို့အတွက်ကျွန်တော်မောင်နေထူးဝန်ဆောင်မှုပေးပါရစေခင်ဗျ